ဗုဒ္ဓေထဝိသင်္စာဒွါရသင်္စာသဟတကိသင်္စာတတသဟတနိနမမိတိရတမဟာအဘဂဝါလူကကင်္ကာနန္ဒာနိဗ္ဗုဒ္ဓဇိနာဒေတတမေသတကင်္စာအာရရိနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပတဝေအနေကအန္တရာယပိဝိနသံတုအသေတတောအထဝီတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိအောင်ဘိသိနှင့်နှစ်ကျိတ်ရှိစုကုန်သောတဗုဒ္ဓေသတသောပမဉာဏ်ရောဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းဒွါရသင်္စာသဟတကိနိဗ္ဗာန်ကိအောင်ဆက်မွေလျောက်သည်12000ကုန်သောတဗုဒ္ဓေသလျောင်ပမဉာဏ်ရောဝါဖြင့်သစ္စာလင်းပြောင်းမြတ်ဘုံကောင်းတို့ကို၎င်းသစ္စာတရသဟတနိတောင်းထိုင်စကြဝဠာကုံရောင်ရှိ9သိန်းကုန်သောတံဗုဒ္ဓေသနေအောင်ပမဉာဏ်ရောဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းကျွန်ုပ်သည်တိရသာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယောတိညိုကျိုးလက်ဆုံးမိုး၍ရှိကိုပါ၏ခင်္ကာယခင်္ကာမြေအတွေ့၌ဝါလူကရှိကြကုန်သောသဲတို့သည်အဘကနေကြကုန်သေး၏နေဗုဒ္ဓဘုံဆက်သိ၍ငြိမ်တော်မူကြကုန်ပြီးသောဇိနာနောက်ချက်ဖန်လာမငါးပြားကိုအရိယာမဘုံရောင်စဖြင့်ချိုးပြဲလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တတင်္ချာကနရေတွမ်းမှန်လဲဆုံးကတိုင်မြောက်မရောက်နိုင်ကြကုန်တေဇိနေသထိုဘုရားရှင်တို့ကို၎င်းဒေသတို့9သိန်း12000နှစ်ကျိရှိသူကုန်သောဘုရားရှင်မရေမတွက်နိုင်သောဘုရားရှင်တို့၏ဓမ္မင်္စတရားတော်မြတ်ကို၎င်းတာကေသတပိသသံဃာတော်မြတ်ကို၎င်းကျွန်ုပ်သည်အာဒရိနာအာဒရံယောတိစွာနမမိရှိကိုပိုင်နမကာရနုဘဝေနဤသို့ရှိကိုပူဇော်ဖူးမြော်မှန်လျောကတော်ရသောပဏာမကုသိုလ်စေတနာကြောင့်သဗ္ဗေကသိင်ကုန်သောဥပဒဝေဘေးရန်တို့ကိုဟိတဝါပေဖြောက်၍အနိကအန္တရာယပိတဘာမကမြာလသွဲသွဲအန္တရာတို့သည်လည်းအာသေတသောအကျွင်းချမ်းမရှိသောအဖြင့်ဝိနာသံသူပျောက်ပြပါစေတည်း